စကွန်တင်ပရိသတ်တွေတတိထားကြမန်ယူပြန်လာပြီအားလုံးပဲမင်္ဂလာပါဗျာဘောလုံးစတာချန်နယ်လေးကနေပြန်လည်ကြိုလိုက်ပါရင်ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာအဆင့်1ကကြိုးကြလေတော့ညီမလေးတို့ချဲဆီကိုရှုံးနေပြီးအဆင့်1နေရာကလည်းစမန်ကြီးတို့အတွက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်32ပွဲတောင်ကျန်နေတဲ့ပရီးမီးယားလိဂ်မှာဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်ဒီတော့မှာစကွန်တင်ပရိသတ်တွေအကြောင်းရုံးစီပေါ်မန်ချက်စတာယူနိုက်တက်ပြန်လာပြီးဖြစ်ပြီးအနိုင်လန်းချောင်းပေါ်ကိုပြန်တက်လာခဲ့ပါတယ်ယူနိုက်တက်ဟာရာသီအစတာထွက်ကေးမှာရုန်းကန်ရေးခဲ့ရပြီးရလက်တွေဆိုးလိုက်ကြလိုက်နဲ့ဖျက်တမ်းရင်အဆင့်14နေရာထိတော့မှရောက်ရှိလိုက်ပါသေးတယ်ဒီတစ်ပတ်တော့ United ဟာဒီဟာဒီပုံစံကောင်းရပြီးအဆင့်5ထိရောက်ရှိနေတဲ့တန်တန်အသင်းဆာလန်ကို Old Trafford မှာအခံခဲ့ပြီး2-0နဲ့အနိုင်ရရှိခဲ့ပါတယ်။နေပြရိုဝင်အမေရီဟာဖျားတဲ့တန်ကိုကြမ်းကြမ်းခံရင်သူယုံကြည်အားနည်းနဲ့အတိုင်းဆက်လက်ပွဲထွက်ခဲ့ပါတယ်။ကစားမသစ်တွေအသားကျလာပြီးဆိုတဲ့ United ဟာဒီတစ်ခါတော့ပွဲစကတည်းကခြေစွမ်းပြပြီး10မိနစ်မှာတင်မေဆင်မော့ကအဖွင့်ဂိုးသွင်းယူသွားခဲ့ပါတယ်။တိုင်းစင်မော့အသစ်လည်းဗဂျမင်ရှက်ကိုကလည်းတကိုးရပြီးကတည်းကဂိုးပေါင်းဆက်လက်ရှာဖွေနေပြီးနှစ်ပွဲဆက်တိုက်သွင်းကိုရရှိခဲ့ပါတယ်။ကလောအသစ်လေဆန်နီလန်စမန်ကပါသူ့ရဲ့ပွဲဥထွက်မှာဒီငိမ့်နဲ့လက်စွမ်းပြခဲ့တာကြောင့် United တို့တတကစားနိုင်ခဲ့ပြီး2-0နဲ့နိုင်ရရှိခဲ့ပါတယ်။ကန်စီယောတိုင်းစစ်မှာပြည့်စုံခဲ့တဲ့ United ကဒီဟာဒီရဲ့ပထမဆုံးသော clean sheet နိုင်ပွဲကိုရောက်နိုင်ခဲ့တဲ့အပြင်စကွန်တင်ပရိသတ်တွေကိုလည်းမန်ယူပြန်လာပြီးဆိုတာတခါတည်းအသိပေးလိုက်ပါတယ်။ United ဟာဒီပွဲအနိုင်ရလိုက်တာကြောင့်အဆင့်9နေရာကနေရောက်ရှိလာခဲ့ပြီးဇာတ်ထိတ်ကအာဆင်နယ်ကို6မှတ်အကွာကနေဖိအားပေးနေပါတယ်။ United ဟာအော်တိုဘာနိုင်ငံပေးရပြီးဂျိုးဂျာတို့ရဲ့ FA ကိုတွားရောက်ရှင်ပြန်ရဖို့ရှိနေပြီးလမ်းကြောင်းမှန်ပေါ်မှာဆက်လက်ရပ်တည်ဖို့နိုင်ပွဲရှာဖွေသွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။